မြန်မာနိုင်ငံရဲ့မြို့တော်ကဘယ်မြို့လဲအဖြေကနေပြည်တော်ရွှေတိဂုံစေတီတော်ဘယ်မြို့မှာရှိလဲအဖြေကရန်ကုန်မြန်မာနိုင်ငံရဲ့အရွှေဆုံးမြစ်ကဘယ်မြစ်လဲအဖြေခအေယာဝတီမြစ်တင်ချံပွဲတော်ကဘယ်လမှာကျင်းပလေ့ရှိလဲအဖြေခဧပြီမြန်မာစာရဲ့အခရာအရေးအတွက်ဘယ်လောက်ရှိလဲအဖြေခ33အင်္ဂလိကန်ဘယ်ပြည်နယ်မှာရှိလဲအဖြေခရှမ်းပြည်နယ်မြမရိုးရာဒုရိယာတစ်ခုကဘာလဲအဖြေခစောင်းကောက်မြန်မာနိုင်ငံမှာပြည်နယ်နှင့်တိုင်းဘယ်လောက်ရှိလဲအဖြေခ14မန္တလေးကိုဘယ်မင်းကတည်ထောင်ခဲ့လဲအဖြေခမင်းတုံးမင်းမြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်ကဘယ်တောင်လဲအဖြေကခါကာဘိုရာဇီ